တညမှာပေါ့တတိတယောက်သူ့ရဲ့အိမ်ရှိမှာခောက်တော့ခောက်ပြန်လမ်းလျှောက်နေတယ်လေနုအေးလေးတွေကလည်းတိုက်ခတ်နေတာပေါ့ဒီလိုနဲ့သူလည်းညောင်းလို့ခုံတန်းတစ်ခုမှဝင်ထိုင်လိုက်တယ်လေနုအေးလေးတွေကလည်းအေးလိုက်တာကွာဖုန်ခန်းတယောက်ကအခုထိကိုမလာနိုင်သေးဘူးဒီနေ့ညသူနဲ့ငါနဲ့ဂိမ်းထိုင်စောဖို့ချိန်ထားတာဒီကောင်မှတ်မိပါမလားမသိဘူးငါဒီကောင်စီဖုံးဆက်မေးကြည့်လိုက်မယ်ကွာဒီလိုနဲ့တက်တိလည်းဖုံးခတ်စီကိုဖုံးဆက်ပြီးတော့မေးကြည့်ပါတယ်ဟယ်လိုဖုံးခတ်မင်းငါနဲ့ဒီညဂိမ်းစောဖို့ချိန်ထားတယ်နော်မင်းမေးနေရလားကွာအဲ့ဒီတော့တစ်ဖက်ကဖုံးခတ်ကလည်းမမေ့ပါဘူးကွာငါခုမင်းစီကိုလာနေပြီလမ်းမှာငါမင်းစီမလာခင်အဖေခိုင်းတာကြီးလုံနေရသေးတယ်ကွာအဲ့ဒါကြောင့်မလို့နောက်ကျနေတာငါခုလာနေပြီနော်အော်အေးအဲ့ဆိုရင်ငါခုံတန်းပေါ်မှာထိုင်ပြီးတော့စောင့်နေမယ်ဒါပဲနော်ငါဖုန်းချလိုက်တော့မယ်တစ်ဖက်ကဖုန်းခန်းကလည်းဖုန်းချလိုက်ပြီးတော့တတိစီကိုဆက်ပြီးတော့ထွက်လာခဲ့တယ်အဲ့ဒီချိန်တခြားတစ်ဖက်မှာလည်းအိမ်တေးသေးလေးတစ်လုံးထဲကနေပြီးတော့ခနာကုန်မပါပဲခေါင်းနဲ့ဥကလီစာတွေဆက်နေတဲ့စုံမတစ်ကောင်ထွက်လာပါတယ်လင်းထောင်မဲလင်းထောင်မဲလင်းထောင်မဲအေးမှားလို့ဘယ်ကလင်းထောင်အောင်မလဲအစာရှာမဲအစာရှာမဲအစာရှာမဲအစာရှာထွက်မဲဟဲ့ဒီလိုနဲ့အဲ့ဒီစုံမလည်းအစာရှာဖို့ညကြီးမှထွက်လာခဲ့တယ်တက်တီးကခုံတန်းလေးမှာထိုင်ပြီးတော့ဖုံးခန့်ကိုစိတ်ရှည်ရှည်နဲ့စောင့်နေတာပေါ့အဲ့ဒီချိန်ဖုံးခန့်ကရောက်လာခဲ့တယ်တက်တီးကဟဲ့ရဖုံးခန့်ရမင်းကငါနဲ့ချိန်ထားတာကိုမေ့နေပြီလို့ထင်နေတာကွာငါဒီမှာတယောက်တည်းစောင့်နေရနည်းနည်းတော့ကြာသွားပြီအဲ့ဒီတော့ဖုံးခန့်က sorry ပါကွာမင်းငါ့ကိုစောင့်နေရကြာသွားတာငါဖာသားကြီးကငါ့ကိုအလုပ်တွေခိုင်းနေလို့ကွာငါလည်းအဖေခိုင်းတာကြီးလုပ်ပြီးရနဲ့မင်းစီကိုချက်ချင်းတန်းထွက်လာခဲ့တာပဲမင်းနဲ့ဒီမှာခိန်းထိုင်စောဖို့ချိန်ထားတာငါမမေ့ပါဘူးကွာအေးပါကွာအဲ့ဆိုရင်လေလာထိုင်အောင်ငါတို့ခိန်းထိုင်စောကြမယ်ဒီလိုနဲ့သူတို့နှစ်ယောက်လည်းခုံတန်းပေါ်မှာထိုင်ပြီးတော့ဂိမ်းတူတူထိုင်စောလိုက်ကြတယ်ဟာပြစ်ကွာတတိပြစ်ဟာဟိုဘက်မှာအန်နမီကချကွာချဟာငါ့ကိုလာကိုအောင်ဖုန်ခန့်ရဒီလိုနဲ့သူတို့တငယ်ချင်းနှစ်ယောက်လည်းဂိမ်းထိုင်စောလို့ကောင်းနေတော့ဖုန်ခန့်ကတတိငါမအောင်နိုင်တော့ဘူးကွာငါရှူးသွားပေါက်လိုက်အောင်မယ်မင်းငါအစာဆော့ပေးထားအောင်ကွာနော်ဖုန်ခန့်ကထပြီးတော့ပြောလိုက်တယ်အဲ့ဒီတော့တတိကအော်အေးရတယ်တွားငါဒီကဲကိုထိန်းထားလိုက်မယ်ကွာတိတ်ပြီးလဲဝေးလန်ကြီးမသွားနဲ့နော်ညဘက်ကြီးအနေရများတယ်ကွာတွေ့ရချုံနေပဲပေါက်လိုက်တော့ဒီလိုနဲ့ဖုန်ခန့်လည်းရှူးပေါက်ချင်လို့တခြားဘက်ကိုထွက်လာခဲ့လိုက်တယ်အဲ့ဒီတော့ခုံတန်းပေါ်မှာတက်တီတယောက်တည်းကြံခဲ့တော့တာပေါ့တတိကဂိမ်းတိုင်ဆော်လို့ကောင်းနေတော့သူ့ရဲ့ခေါင်းပေါ်မှာစုံးမကြီးကရောက်လာခဲ့တယ်လေအဲ့ဒီစုံးမကြီးကတက်တီကိုကြည့်လိုက်ပြီးတော့ဟာဒီကလေးကညဘက်ကြီးမအိပ်သေးဘူးလားဟာဘာလုပ်နေရလဲမသိဘူးဟိုကောင်လေးကရောဘယ်ကိုထွက်သွားရလဲဟာငါအကြံရပြီငါလည်းပြင်းနေရနဲ့ဒီကလေးနှစ်ယောက်ကိုလိုက်စားရမယ်ဟဲအရင်ဆုံးဟိုကလေးနောက်ကိုလိုက်ကြည့်ရမယ်ဒီလိုနဲ့စုံးမကြီးကလည်းတက်တီရဲ့ခေါင်းပေါ်ကနေဖြတ်ပြီးတော့ဖုံးခန်းနောက်ကိုလိုက်သွားပါတယ်စုံးမကြီးကခေါင်းကင်ပေါ်ကနေပြန်တန်းလာပြီးခြုံတစ်ခုတည်းကိုဝင်သွားခဲ့ပါတယ်စုံးမဝင်သွားတဲ့ခြုံသားလေးကိုဖုံးခန်းကရောက်လာခဲ့တာပေါ့ဟာဟိုမှာခြုံတွေ့ပြီဟာအဲ့ဒီခြုံထဲပဲရှူရှူဖလာဝါလိုက်တော့မယ်ဖုံးခန်းကချက်ချင်ရှူမပေါက်သေးပဲနဲ့ခြုံကြီးကိုကြည့်နေလိုက်တယ်ဟာဒီခြုံကြီးထဲမှာဘာကြီးလည်းမသိဘူးဟာကြည့်ရတာတခုခုရှိနေတဲ့ပုံပဲဖောင်းတောင်းကြီးနဲ့ပြီးတော့အမွေးစုပ်ဖွားတွေရောပဲဟာဘာကြီးလဲဟာဖုံးခန်းကအဲ့လိုပြောနေတော့စုံးမကလည်းခြုံကြီးတဲကနေပြီးတော့လှုပ်ခါပြနေလိုက်တယ်ဒီတော့ဖုံးခန်းကပို့ပြီးတော့ကြောက်လန့်သွားတာပေါ့ဟာသိကြတယ်ဟာဒီခြုံကြီးထဲမှာတခုခုရှိနေရပဲမဖြစ်ဘူးငါတက်တီကိုတွားခေါ်ပြီးတော့ပြရမယ်ဒီလိုနဲ့ဖုံးခန့်လည်းကြောက်လန့်သွားပြီးတော့တက်တီစီကိုအမြန်ပြေးလာခဲ့လိုက်တယ်တက်တီငါမင်းကိုပြောစရာရှိလို့ကွာထိုင်ကုန်ပေါ်မှာဂိမ်းထိုင်စော်နေတဲ့တက်တီကဟာဖုံးခန့်မင်းဘာဖြစ်တာလဲကွာရှူးပေါက်သွားမယ်ဆိုရှူးရောပေါက်ပြီလားဟဲ့မောလိုက်တာကွာငါပြောမလို့ကွာငါရှူးပေါက်မလို့သွားတာပဲအဲ့ဒါငါရှူးပေါက်မဲ့ခြုံကြီးထဲမှာလှုပ်တုံးတယ်ကွာပြီးတော့အမွေးစုပ်ဖွားတွေနဲ့ဘာကြီးမှလည်းမသိဘူးကွာဟမ်ခြုံကြီးထဲမှာလှုပ်တုံးတယ်ဟုတ်လားအဲ့ဆိုရင်မွေကြီးလားမသိဘူးကွာတက်တီကအဲ့လိုပြောလိုက်တော့ဖုံးခန်းကမွေတော့မဖြစ်နိုင်ဘူးကွာလှုပ်တုံးတယ်ဆိုပေမဲ့သူ့မှာအမွေးစုပ်ဖွားရေးလည်းရှိတယ်ဟမ်မင်းဟာလည်းထူးဆန်းလိုက်တာကွာငါတို့အဲ့ဒီကိုတွားကြည့်ကြရအောင်အေးကွာငါလည်းမင်းရောအဲ့ဒါပြောမလို့
လာခေါ်တာကွာမင်းလိုက်ကြည့်ကြည့်အောင်အရန်ထူးဆန်းတယ်ကွာဒီလိုနဲ့တက်တိလဲဖုံးခန့်ခေါ်ရနောက်ကိုလိုက်ခဲ့တယ်အားလုံးပဲမင်္ဂလာပါတရဲဇက်လန်အနီမေးရှင်းလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ဇက်လန်လေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင် like တစ်ချက် comment လေးတစ်ချက်ပြီးတော့ subscribe လေးတစ်ချက်လည်းနှိပ်ပေးခဲ့ကြပါအောင်နော်ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇက်လန်လေးတွေကိုလည်းစူးစမ်းပြီးတော့တင်ဆက်ပေးသွားပါမယ်ကဲဇက်လန်လေးကိုစက်ကြည့်ကြမယ်နော်တစ်ဖက်မှာတော့ခြုံကြီးတဲ့ကစုံမကဖုံးခန့်တို့မလာသေးတော့ခြုံကြီးတဲ့ကနေထွက်လာပြီဟာဟာဒီကလေးတွေကတော်တော်ရည်ရပါပဲဦးကြောင်ကြောင်နဲ့ကြက်ပြည့်မဲ့ပုံလည်းမပေါ်ဘူးဒီခြုံကြီးထဲမှာငါစလိုက်တာကိုသူတို့ကမွေလို့ထင်သွားကြတယ်အေးလေလာပါစေအောင်နောက်တစ်ခါငါထပ်ပြီးတော့စလိုက်အောင်မယ်ဒီလိုနဲ့ဖုံးခန့်နဲ့တက်တိကလည်းစုံမရှိတဲ့ခြုံသားလေးကိုပြန်ရောက်လာခဲ့တယ်ဖုံးခန့်ကအဲ့ဒီခြုံမဲကွာအဲ့ဒီခြုံထဲမှာလှုပ်တုံနဲ့ပြီးတော့အမွေးစုပ်ခွာရောရှိတယ်အဲ့ဒီတော့တက်တိကလည်းတေချာကြည့်လိုက်တယ်အေးကွာအမွေးစုပ်ခွာတွေရောငါမြင်နေရတယ်ဘာကြီးလည်းမသိဘူးနော်အဲ့ဒီတော့ဖုံးခန့်ကလည်းဒီလိုလုံးမဲ့ကွာတက်တိငါတို့အဲ့ဒီခြုံကြီးကိုမီးရှို့ပစ်ကြရင်ရောအေးကောင်းတာပဲကွာအဲ့ဒါမှအထက်ကအရာဘာလဲဆိုတာငါတို့သိမှာအနေရရှိပြီးအစိတ်ရှိရဲ့တတော်ဝါဆိုရင်လည်းမီးနဲ့အတူတခါတည်းလောင်ပြီးတော့တေသွားတာပေါ့သူတို့တငယ်ချင်းနှစ်ယောက်လည်းအဲ့လိုတိုင်ပင်ပြီးတော့ခြုံကြီးကိုမီးရှို့မလို့လုံနေတဲ့အချိန်မှာပဲခြုံကြီးတွေကစုံမကဟာမဖြစ်တော့ဘူးငါပုံးနေတဲ့ခြုံထဲကိုမီးရှို့ပစ်မယ်တဲ့ဒီတောက်ကလေးတွေကကြက်ဖန်မဖြစ်တော့ငါဒီခြုံကြီးတွေကနေထွက်ပြီးတော့သူတို့ကိုခြောက်ပြလိုက်မှာပဲဒီလိုနဲ့ဥကလီစာရင်နဲ့ခေါင်းနဲ့တွဲနေတဲ့စုံမကခြုံကြီးတွေကနေထွက်လာခဲ့တယ်ဟာ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 ကလေးတွေနင်တို့တွေကငါပုံးနေတဲ့ခြုံထဲကိုမီးရှို့ပြစ်မယ်ပေါ့အဲ့ဒီတော့ဖုံးခန့်နဲ့တတိနဲ့ကအံ့ဩသွားတယ်ဖုံးခန့်ကဟာတဘာကြီးလဲဟာဒီလိုပုံစံကြီးကိုငါထိုင်းတရက်ကားတွေထဲမှာတွေ့ဘူးတယ်ကွာတတိကအဲ့ဒီတော့တတိကအေးလေငါလည်းတွေ့ဘူးတယ်ကွာထိုင်းကားတွေထဲမှာသူတို့ကိုဘယ်လိုခေါ်တာအော်ငါသိပြီသူတို့ကိုချီစားဆုံးလို့ခေါ်တာကွာအဲ့ဒီတော့ဆုံးမကဟာဒီတောက်ကလေးကတော့ဘာချီစားဆုံးလဲငါကဥကလီစာတွေစားတဲ့ဆုံးမပါအဲ့ဒီတော့ဖုံးခန့်ကဒီမှာခမည်းဘာသာချီပဲဆဆဥကလီစာပဲဆဆဘာလို့ဒီခြုံထဲမှာဝင်ပြီးတော့ပုံးနေရလဲဗျငါနင်တို့ကို6လန့်မလို့ငါဒီခြုံထဲမှာပုံးနေတာနင်တို့ငါ့ကိုတွေ့တော့ကြောက်လန့်သွားတယ်မလားဟာ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 တတိမင်းရောဒီဆုံးမကြီးကိုတွေ့လို့ကြောက်လန့်သွားလားအဲ့ဒီတော့တတိကမကြောက်ပါဘူးကွာသူကဆုံးမလို့သာခေါ်တာခန္ဓာကိုယ်အပြည့်စုံလည်းမပါပဲနဲ့ကလေးတွေကလည်းသူ့ကိုမကြောက်တဲ့အပြင်ပြန်ပြီးတော့တောင်ပြောနေတာဆိုတော့ဆုံးမကလည်းနည်းနည်းတင်းသွားတာပေါ့အမေဒီကလေးတွေနင်တို့ငါ့ကိုမကြောက်ဘူးပေါ့ငါနင်တို့ရဲ့ဥတွေအသေးတွေကလေးစားတွေကိုစားပြစ်မယ်အဲ့ဒီလိုပြောလိုက်မှဖုံးခန့်နဲ့တက်တီကကြောက်လန့်သွားပြီးတော့နောက်ကိုလှည့်ပြီးတချို့တဲ့ပြေးပါလေတော့တယ်နောက်ကဆုံးမကြီးကလည်းသူတို့ကလေးနှစ်ယောက်နောက်ကနေပြီးတော့ထက်ချက်မကွာလိုက်ပြီးကြောက်လန့်ပါလေတော့တယ်ဟာ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 တောက်ကလေးတွေအခုတော့ငါအကြောင်းတိကုန်ပြီမလားငါ့ကိုရရဆဆပြန်ခံပြောပြီးတော့ရန်စရဲရတယ်လို့တွေ့မယ်တင်းတို့နှစ်ယောက်နောက်ကနေထက်ချက်မကွာကိုလိုက်ပြီးတော့ကြောက်လန့်ပြအောင်မယ်ဟာ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 ဒီလိုနဲ့ရှေ့ကဖုံးခန့်နဲ့တတိတို့ကလည်းပြေးနောက်ကဆုံးမကြီးကလည်းလိုက်နေတာပေါ့တနေရာရောက်တော့သူတို့တငယ်ချင်းနှစ်ယောက်လဲမောလို့ရက်လိုက်တယ်တတိကဟောဟဲမောလိုက်တာကွာဆုံးမလည်းငါတို့နောက်ကနေထက်ချက်မကွာကိုလိုက်နေတော့တာပဲအဲ့ဒီတော့ဖုံးခန့်ကလည်းအေးကွာသူ့ကိုမျက်ချီလည်းဖြတ်လို့မရဘူးသူကငါတို့လိုခြေထောက်နဲ့ပြေးနေတာမဟုတ်ဘဲနဲ့ကောင်းကင်ဘုံကနေလိုက်နေတာကွာမောလိုက်တာကွာအဲ့ဒီတော့တတိကအေးကွာငါလည်းမောတာပဲကွာငါတို့ပြေးလာတာဒီလောက်ကြပြီဆိုတော့လေသူလည်းငါတို့နောက်ကိုမလိုက်နိုင်တော့ဘူးထင်ပါတယ်အဲ့ဒီတော့ဖုံးခန့်ကအေးလေငါတို့လည်းဒီဆုံးမရံကလွတ်ပြီးဆိုတော့အေးစစ်စစ်ဖြစ်သွားပြီပေါ့ဒီလိုနဲ့သူတို့တငယ်ချင်းနှစ်ယောက်ကဆုံးမရံကနေလွတ်ပြီးဆိုပြီးတော့ရှေ့ကိုဆက်ရှောက်ဖို့လှုပ်တဲ့အချိန်မှာဖုံးခန့်ကဟဲ့အောင်တတိငါနောက်မှာကွာတယောက်ယောက်ရှိနေတယ်လို့ခံစားရတယ်ကွာအဲ့ဒီတော့တတိကလည်းအေးငါလည်းအဲ့လိုခံစားရတယ်ကွာငါတို့နောက်မှာတယောက်ယောက်ကရက်နေတယ်လို့မျိုးပဲဖုံးခန့်ကငါတို့ပြန်တူလှည့်ကြည့်ကြမယ်ကွာ
ဒီလိုနဲ့သူတို့တငယ်ချင်းနှစ်ယောက်ကနောက်ကိုပြိုင်သူလှည့်ကြည့်လိုက်ကြတယ်ဟာဘာမှမရှိပါဘူးကွာငါတို့ကစိတ်ထင်အောင်ထင်မှားဖြစ်နေရနေမှာဒီလိုနဲ့သူတို့တငယ်ချင်းနှစ်ယောက်လည်းရှေ့ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့စုံမကြီးကသူတို့ရှေ့တက်တက်မှာရောက်နေတာကိုတွေ့လိုက်ရတယ်ဒီလိုနဲ့သူတို့နှစ်ယောက်လည်းနောက်ကိုခုန်လိုက်ကြတယ်ဟာ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 စုံမကြီးကသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ရီလိုက်တယ်နောက်ပြီးတော့ဘလို့လက်ကလေးတွေနင်တို့ကိုငါအလျှော့ပေးလိုက်ပြီလို့ထင်နေရလားနင်တို့ကငါလက်ထဲကနေလွတ်သွားပြီဆိုပြီးတော့အေးစစ်စစ်ပြန်တော့မလို့ပေါ့လေအဲ့ဒီတော့ဖုန်းခန်းကဟာတက်တည်ရေငါတို့တော့ဒီဆုံးမလက်ကနေမလွတ်တော့ဘူးထင်တယ်ကွာအဲ့ဒီတော့တက်တည်ကလည်းအရန်ကိုကြောက်လန့်နေတာပေါ့အေးကွာငါတို့တွေအဲ့ဒီဆုံးမစားတာကိုခံရတော့မယ်ထင်တယ်ကွာငါကြောက်လာပြီကွာဆုံးမကလည်းဟဲ့နင်တို့တွေဘာပြောနေကြရလဲဘလို့လဲငါစားတာခံဖို့အစင်သင်းဖြစ်နေကြပြီလားအဲ့ဒီတော့သူတို့နှစ်ယောက်ကအရန်ကိုကြောက်လန့်သွားကြတယ်အဲ့ဒါကြောင့်မလို့ဖုန်းခန်းကဟဲ့အောင်တက်တည်ငါတို့သူ့ကိုခဲလုံးတွေနဲ့ပြစ်ကြရအောင်ကွာအဲ့ဒီတော့တက်တီကလည်းဟာဖြစ်ပါမလားကွာဒီဆုံးမခဲလုံးနဲ့တင်ဖြုံပါမလားအဲ့ဒီတော့ဖုန်းခန်းကဘာဖြစ်ဖြစ်ကွာငါတို့အသက်ဘေးနဲ့ကြုံနေရပြီပဲရရနီးနဲ့ပြန်ပြီးတော့ခုခံရမှာပဲဒီလိုနဲ့သူတို့တငယ်ချင်းနှစ်ယောက်ကမြေကြီးပေါ်ကနေခဲလုံးတွေကိုကောက်ပြီးတော့စုံမကိုထုတ်လိုက်ကြတယ်ကဲကွာထုဝေတက်တီထုနာထုကဲကွာအဲ့ဒီတော့စုံမကလည်းဟာဒီတောက်ကလေးတွေငါ့ကိုတကယ်ထုတယ်ဟာငါရှောင်လို့လည်းမလွတ်ပါလားတော်တော်လက်တဲ့ကောင်တွေပဲစုံမလည်းနောက်ဆုံးမခံနိုင်တော့မဲသူတို့ရဲ့ခဲလုံးတွေနဲ့ထုချက်တွေကြောင့်နောက်ကိုခြာလက်ပတ်ရဲပြီးတော့လွင့်ထွက်သွားပါတော့တယ်စုံမကြီးလည်းလွင့်ထွက်သွားမှသူတို့တငယ်ချင်းနှစ်ယောက်လည်းစိတ်အေးသွားနိုင်တော့နေဖုန်ခန့်ကစုံမကြီးလွင့်ထွက်သွားပြီကွာငါတို့ခဲလုံးတွေနဲ့ထုလို့အဲ့ဒီတော့တက်တီကဟုတ်ပါမလားကွာနောက်တစ်ခါပြန်လာနေရောစိတ်အေးထားပါကွာတတိယငါတို့နောက်တစ်ခါပြန်လာရင်လည်းခဲလုံးနဲ့ထပ်ထူကြတာပေါ့အခုတော့တကယ်သွားပြီထင်တယ်ကွာလာငါတို့အိမ်ပြန်ကြရအောင်ညကလည်းမိုးချုံနေပြီဖုန်းခန့်ရဲ့စကားကြောင့်တတိလည်းစိတ်အေးသွားပြီသူတို့နှစ်ယောက်လုံးလည်းအိမ်ကိုပြန်လာခဲ့ကြတယ်နောက်တစ်နေ့မှာပေါ့ငွေသုံးဆက်ကလမ်းမှာစော်နဲ့စုံတယ်လေငွေသုံးဆက်ကစော်ကိုအရင်နှုတ်ဆက်လိုက်တယ်စောနေပဲသွားမလို့လဲဟာအဲ့ဒီတော့စောကလည်းငါဖုန်းခန့်နဲ့တက်တိစီကိုသွားမလို့နင်တို့စီကိုသွားကစားမလို့လားအဲ့ဆိုငါလည်းလိုက်ခဲ့မယ်လေငါလည်းတယောက်တည်းပြင်းနေတာဟာစောကငါတို့စီကိုသွားကစားမလို့မဟုတ်ဘူးဟာသွားပြီးတော့မေးစရာလေးရှိလို့နင်တို့တတင်းကိုမကြားမိဘူးလားငွေ30ရဲ့ဟင်ဘာတတင်းလဲငါမကြားမိပါဘူးဒီလိုဟာတက်တိနဲ့ဖုန်းခန့်ကမင်းညကဂိမ်းတူကစားနေကြတာလေအဲ့ဒီသူတို့ဂိမ်းကစားနေတော့မှပဲစုံမကြီးကရောက်လာပြီးတော့သူတို့နောက်ကိုလိုက်တာတဲ့ဟာဟုတ်လားဒါတော့တော်တော်စိတ်ဝင်စားစရာကောင်းသွားပြီနင်ခုသူတို့စီသွားမှာမလားငါလည်းလိုက်ခဲ့မယ်လေဒီလိုနဲ့ငွေ3ဆက်ကလည်းစောနဲ့အတူတူဆိုင်ကယ်ပေါ်တက်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်ဒီဘက်မှာလည်းတစ်ပင်ရိပ်အောင်မှာကျဲစင်တက်တိနဲ့ဖုံးခန့်တို့တငယ်ချင်း3ယောက်ကစကားတွေပြောနေကြတယ်ကျဲစင်ကဟဲ့နင်တို့2ယောက်အဲ့လိုမျိုးကြုံရမကြောက်ဘူးလားဟင်အဲ့ဒီတော့တက်တိကဘလို့ပြောလိုက်တာလဲမိကျဲစင်ရဲ့ငါကြောက်တာပေါ့ဟာစုံးမကြီးကဟာဦးလေးတွဲလောင်းကြပြီးခနာကိုကြီးကလည်းမပါပဲနဲ့ငါတို့နောက်ကိုလိုက်လာတာဟာနောက်ပြီးတော့ဖုံးခန့်ကလည်းအေးဟာ तू ကငါတို့ကိုစားမှာတဲ့ငါတို့မှာဟာအသက်လူပြီးတော့ပြေးလိုက်ရတာမောလို့ဟဲ့ဟုတ်ပါမစောနဲ့ငွေ3ဆက်ကိုမြင်နေဟဲ့နင်တို့တည်အကြောင်းလာမေးရနဲ့တူတယ်ကျဲစင်ကပြောလိုက်တော့တက်တီကအေးဟုတ်လောက်တယ်ကွာဖုတ်ကငါတို့ဘယ်လိုလုပ်ကြမလဲငါတို့သူတို့ကငှက်ကြောက်လို့ထင်နေတော့မှာပဲကွာအဲ့ဒီတော့ဖုန်းကန်ကနေဒီကိစ္စကိုငါရှင်းလိုက်မယ်မင်းသာဟမ်းမပြတ်အောင်နေကျဲစင်ပြောတဲ့အတိုင်းပါပဲငွေ30နဲ့စောကသူတို့နားလေးမှာဆိုင်ကယ်ကိုထိုးရက်လိုက်ပြီးတော့သူတို့နားလေးကိုဝင်ထိုင်လိုက်ပါတယ်စောကဟဲ့အောင်နေမင်းတို့မင်းညဂိမ်းကစားရင်းနဲ့စုံးမကြီးကမင်းတို့နောက်ကိုလိုက်တာဆိုငွေ30ကလည်းနင်တို့ကြုံခဲ့ရတဲ့စုံးမကြီးကဘလို့ပုံစံမျိုးကြီးလဲအရန်ကြောက်ဖို့ကောင်းနေလားငါအရန်စိတ်ဝင်စားတယ်ဟဲ့ငါ့ကိုပြောပြစမ်းပါအောင်အဲ့ဒီတော့တက်တီကနင်တို့ကလည်းဟာတရင်ကြတာလဲမြန်လိုက်တာစုံးမကြီးနဲ့မင်းညကြုံခဲ့ရတော့ဟုတ်တယ်ကွာအရန်ကြောက်ဖို့ကောင်းနေလားဆိုတော့ကွာဘလို့ပြောရမလဲဖုန်းခန့်မင်းပဲပြောလိုက်ပါတော့ကွာအဲ့ဒီတော့ဖုန်းခန့်ကဒီလိုကွာစုံးမရဲ့ပုံစံကသူ
သူ့မှာခန္ဓာကိုယ်မပါဘူးကွာသူကခေါင်းကြီးနဲ့ဥကလီစာကြီးနဲ့ကိုဆက်ထားတာအဲ့ဒီဆုံးမကွာဟိုငါပြောလို့လည်းမသိပါဘူးကွာအဲ့ဒီဆုံးမကနှာဘူးဆုံးမကြီးကွာအဲ့ဒီတော့စောစောနဲ့ငွေ3ဆက်ကအံ့ဩသွားကြတယ်ဘလို့နှာဘူးဆုံးမကြီးဟုတ်လားငွေ3ဆက်ကမေးလိုက်တော့ဖုန်းခန်းကအေးကွာအဲ့ဒါနှာဘူးဆုံးမကြီးဘလို့ဖြစ်လို့သိရလဲဆိုတော့ကွာအဲ့ဒီဆုံးမကငါရှူးပေါက်မဲ့ခြုံနေကိုအရင်ပုံးနေတာကွာမင်းတို့ပဲစဉ်းစားကြည့်လေတရေသက်စေတွေစုံးနေစုံးမာတွေဆိုတာကငါတို့လိုလူသားတွေကိုဒုက္ခပေးခြင်းလို့ပြီးတော့သူတို့ကစားတောက်ခြင်းလို့ငါတို့ကိုချောက်လန့်တာလေကွာအခုတော့ဒီဆုံးမကငါရှူးပေါက်မဲ့ခြုံထဲမှာအရင်လာပုံးနေတာကွာအဲ့ဒါကြောင့်မလို့အဲ့ဒါနှာဘူးဆုံးမ100ရာခိုင်နှုန်းပဲကွာအဲ့ဒီတော့မှစောစောတို့ကလည်းအံ့ဩသွားကြပြီတော်သေးတာပေါ့ကွာမင်းတို့အဲ့ဒီဆုံးမရန်ကနေလွတ်လာလို့ပေါ့အေးကွာငါတို့လည်းနောက်ခါကျရင်တော့ညကြီးမှာအပြင်ဘက်ထွက်ပြီးတော့ဂိမ်းမကစားတော့ဘူးလို့ဆုံးဖြတ်လိုက်ကြပြီကွာသူတို့တငယ်ချင်းတစုစကားပြောနေတာကိုဆုံးမကသူ့ရဲ့အိမ်ထဲကနေပြီးတော့စူပါပါဝါကြီးနဲ့ကြည်နေတာပေါ့ဟာသွားပြီဒီကလေးကတော့ငါ့ကိုမဟုတ်တာလေးပြောနေတယ်သွားပါပြီငါရဲ့မရှိမဲ့တလုံးထိမ့်သိမ့်လာတဲ့ဆုံးမကုံတိတ်ခါလေးတော့ထိခိုက်သွားပြီပေါ့ငါနောက်သားကောင်နေကြရင်ဘလို့မျိုးမျက်နှာနဲ့သွား6လမ်းရတော့မလဲဟင်ဒီလိုပုံစံနဲ့တော့မဖြစ်သေးဘူးငါပုံစံကြီးကရုပ်ဖြတ်လို့လည်းမရအခုလောလောဆယ်တော့ငြိမ်နေမှရမယ်ဘသူ့ကိုမှ6လမ်းလို့မရသေးဘူးအမလေးရင်နာလိုက်တာငါ့ကိုနှာဘူးဆုံးမကြီးတဲ့အမလေးပြောရဲလိုက်ကြတာတော့ဒီလိုနဲ့ဆုံးမကလည်းရင်နာမဆုံးဖြစ်ပြီးနောက်ထပ်လည်းသားကောင်ထပ်မရှာနိုင်သေးပဲအိမ်ထဲမှာပဲကြေကွဲနေရှာတော့တာပေါ့ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးထားတဲ့ဆက်လန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့တရေ animation လေးတွေကိုတင်ဆက်ပေးသွားဖို့ရှိပါသေးတယ်ဒါကြောင့်မို့လို့ channel လေးကို like and subscribe လေးလည်းလုပ်ပေးခဲ့ကြဖို့မမေ့ကြပါနဲ့เนาะကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်